antithesis explanation part 5ကနေပြီးတော့မှပြန်လဲကြိုဆိုပါရစေဒီ part 5မှာဆရာတို့ကဘာတွေကိုလေ့လာမှာလဲဆိုလို့ရှိရင်sorry နော်နားလေးပါဒီ objective pronoun ကနေပြီးတော့မှဒီ subjective pronoun ကိုဘယ်လိုပြောင်းလဲဆိုတာကိုဆရာတို့လေ့လာမှာဖြစ်ပါတယ်ဒီ pronoun ပြောင်းပုံလေးကတော့ antithesis မှာတင်မဟုတ်ဘူးပေါ့နော်တကယ်ကို reported speech လို့ခေါ်တယ်ဒီ direct indirect ပေါ့နော် direct speak ကနေပြီးတော့မှ indirect speak ကိုပြောင်းတဲ့ပုံစံမှာဆိုလို့ရှိရင်လည်းပဲဆရာတို့တွေ့ရပါတယ်ပထမဦးဆုံးဒီ pronoun တွေရဲ့အချိန်ပေါ့နော်တစ်ချက်လိုက်ပြီးတော့ကြည့်ပါမှာဆရာတို့ကဒီမှာ I ရှိမယ် I ဆိုရင်ဒါ active မှာ I ဆိုရင်ဒါ passive ကိုပြောင်းတဲ့အခါမှာ me ဖြစ်မှာပေါ့နော် I me ပေါ့we ဆိုလို့ရှိရင် us ကိုပြောင်းပေးရမယ်you ဆိုလို့ရှိရင်တော့ you ပါပဲhe ဆိုရင် him she ဆိုရင် her they ဆိုရင် them the boy ကတော့ the boy ပါပဲเนาะတခြားစကားလုံးတွေလည်းရှိတယ်ပေါ့နော်တခြားစကားလုံးတွေလည်းရှိတယ်အဲ့လိုမျိုးပေါ့နော်ဒီ active ကနေပြီးတော့မှဒီ passive ကိုပြောင်းတာ passive ကနေပြီးတော့မှ active ကိုပြန်ပြီးတော့ပြောင်းတာเนาะအဲ့လို pronoun အချင်းလေးတွေကိုလည်းပဲဒါဆရာတို့ကသိထားမှာဖြစ်တယ်ဥပမာပြme ဆိုလို့ရှိရင် I ကိုပြန်ပြီးတော့ပြောင်းအောင်မယ်sub object နေရာမှာ me subject နေရာမှာ I ပေါ့နော် ask ဆိုလို့ရှိရင် we you ဆိုရင်တော့ you him ဆိုရင်object နေရာမှာရှိတဲ့ him ဒီ subject နေရာကိုပြန်အောင်တဲ့အခါမှာသူက he ဖြစ်သွားမယ် her ဆိုလို့ရှိရင်လည်း she ဖြစ်သွားမယ် them ဆိုလို့ရှိရင်လည်း they ဖြစ်သွားမယ် the boy ကတော့ the boy ပဲပေါ့နော်အဲ့လိုမျိုးဒီ pronoun အချင်းလေးတွေကိုဆရာတို့ကနားလည်ထားဖို့လိုပါတယ်နောက်တစ်ခုပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့ဒီကောင်လေးကတော့သူရှာရှာပပပုံစံလေးပါပေါ့နော်ဘယ်လိုလဲဆိုတော့ဒီ make they see hear watch let object but when ပုံစံနဲ့မေးလာတဲ့ဒီမေကွန်းပုံစံလေးတွေပေါ့သူကတော့ဒီတက်ကတော့ဝင်ဆောင်ဘွက်တစ်လျှောက်မှာတော်တော်လေးကိုအမေးနေခဲ့တဲ့ပုံစံလေးပါတို့ညာလေးပဲတာဆရာတို့ကဒီ just for knowledge just for know အနေနဲ့ပြန်ပြီးတော့မှပြောပြခြင်းဖြစ်တယ်ပေါ့နော်ဒီ make see hear watch let object ဒီ make yes make see hear watch let ရပေါ့နော်ဒီကရိယာ၅လုံးတည်းကနေပြီးတော့မှတစ်လုံးလုံးနဲ့ဒီ object ရဘဝန်းရအဲ့လိုပုံစံမျိုးနဲ့တွဲလာတဲ့ဝါကြတွေဆိုရင်ဆရာတို့ကဘယ်လိုပုံစံပြောင်းအောင်မလဲဆိုတော့2 plus 1ပုံစံနဲ့ပြန်ပြီးတော့မှပြောင်းဖြည့်ပေးရမှာဖြစ်တယ်နော်ပုံမှန်ဆိုလို့ရှိရင်တော့ဒါ by subject ပေါ့နော်အဲ့လိုပုံစံနဲ့ဖြည့်တယ်ဒါပေမဲ့ဒီဝါကြပုံစံတွေမှာတော့ဆရာတို့ကဒီ by subject နဲ့ဖြည့်လို့မရဘူး2 plus 1နဲ့ဖြည့်ရမှာနော်example အနေနဲ့သူကဒီမှာနှစ်ပုတ်ရှိတယ်နော် number 1ဒီhe makes his sister cook the curry ဆိုပြီးတော့မှပြောထားတယ်ပေါ့နော်ဒီဝါကြမှာဆရာတို့ကဒီ make ဆိုတဲ့ဒီကရိယာလေးကိုသုံးထားတယ်ပေါ့နော်ဒီ make ဆိုတဲ့ကရိယာလေးကိုသုံးထားတယ်his sister ဆိုတဲ့object ပါတယ်ပြီးတော့မှကရိယာဘဝဆိုတဲ့ cook ဆိုတာပါတယ်နော်make object ဘဝပုံစံပါmake object ဘဝပုံစံဖြစ်တဲ့အတွက်ကြောင့်ဆရာတို့ကပြန်ဖြည့်တဲ့အခါမှာ2 plus ဘဝပုံစံပြောင်းပြီးတော့မှဖြည့်ရမှာဖြစ်တယ်โอเคဒါဆိုရင်ဆရာတို့ကဒါဒီဘာလဲဆိုရင်active ပေါ့နော် active watch ပေါ့ active watch ကိုဆရာတို့ကဒါဘာပုံစံပြောင်းမှာလဲဆိုတော့passive ပြောင်းမှာနော်passive ပြောင်းမှာpassive ပြောင်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်သူကိုပြန်ပြီးတော့မှရှစ်ထုတ်မလဲဆိုရင်object ကိုရှစ်ထုတ်မယ် object ဒီဘယ်သူလဲဆိုတော့his sister his sister ကို object ကိုရှစ်ထုတ်လိုက်ပြီးကရိယာကိုကြည့်လိုက်မယ်ကရိယာဒီmakes ဘဝနဲ့ပေးထားတယ်ဘဝနဲ့ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ရှာတို့က emitter battery ပြောင်းပေးရမယ်emitter battery ဆိုတော့ဒီ his sister ကိုကြည့်လိုက်တဲ့အခါမှာအနေဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာတို့ကဒီ emitter သုံးလုံးထဲမှာဘာကိုရွေးမလဲဆိုတော့ is ကိုရွေးမယ်maku battery ပြောင်းတော့ mate နော်his sister is mate by he မရှိပါဘူးဘယ်လိုပုံစံလဲဆိုလို့ရှိရင်2 plus 1ဖြစ်တဲ့အတွက်ကြောင့်မလို့2 cook the curries အဲ့လိုမျိုးပြန်ပြီးတော့မှဖြည့်ပေးရမှာဖြစ်တယ်နော်
okay ဒါဆိုရင်ဆရာတို့ကဒီ example 2လေးကိုကြည့်အောင်အဲ့တော့ his mother let him go out နော်အဲ့တော့သူမိကအပြင်ထွက်ဖို့အဲ့တော့သူ့ကိုအပြင်ထွက်ဖို့အဲ့တော့ခွင့်ပြုတယ်ဆိုတဲ့နေရာမှာလည်းပဲအဲ့တော့ဒီ his mother ဒီ subject အဲ့တော့ verb ကဘာလို့လဲဆိုတော့ let အဲ့တော့ object ပါတယ်နော်အဲ့တော့ဒီမှာအဲ့တော့ let object အဲ့တော့ verb 1နော် let object ကဘာလို့လဲဆိုတော့ him အဲ့တော့ verb 1က go out နော်အဲ့တော့ let object verb 1ဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့တော့ဒီ word ကြမှာလည်းပဲဆရာတို့ကဘာပုံစံပြောင်းမှာလဲဆိုရင်အဲ့တော့ 2 plus verb 1ပုံစံပြန်ပြီးတော့မှပြောင်းပေးရမယ်okay အဲ့တော့ထုံးစံအတိုင်းပဲဘယ်သူကိုရှေ့ထုတ်မှာလဲဆိုရင်အဲ့တော့ his ကိုရှေ့ထုတ်ဟုတ်ပြီနော်အဲ့တော့ his sorry အဲ့တော့ him ကိုရှေ့ထုတ်မယ်အဲ့တော့ him ကိုရှေ့ထုတ်တော့အဲ့တော့ဘာရမှာလဲဆိုရင်အဲ့တော့ him ဒီဘယ်သူနဲ့ဆိုင်လဲဆိုတော့ he him he နဲ့ဆိုင်တယ်အဲ့တော့သူရဲ့ subject ဒီပါလဲဆိုတော့ he အဲ့တော့ let အဲ့တော့ let ဒီအဲ့တော့ verb 1လား verb 2လားဆိုတော့သူကverb 1လည်းဖြစ်နိုင်တယ်verb 2လည်းဖြစ်နိုင်တယ်verb 3လည်းဖြစ်နိုင်တယ်နော်အဲ့တော့ verb 1လည်း let ပဲအဲ့တော့ verb 2လည်း let ပဲအဲ့တော့ verb 3လည်း let ပဲအဲ့တော့သို့တော်ညာလည်းပဲအဲ့တော့သို့တော်ညာလည်းပဲဒီအရှိကဒီ subject လေးကိုကြည့်ရမှာပေါ့နော်အဲ့တော့အရှိက subject ဒီသူက singular subject ဖြစ်တဲ့အတွက်ကြောင့်မလို့ career မှာအ ਨੇ ပုံစံဖြစ်တဲ့ lit less ပါမယ်အကယ်၍ verb 1 ဒါဆိုလို့ရှိရင်ပေါ့နော်အခုက verb 1 မဟုတ်ဘူး s မပါတဲ့အတွက်ကြောင့်မလို့ဆရာတို့ကဒါဘာလို့ယူဆလို့ရလဲဆိုရင်အဲ့တော့ verb 2လို့ယူဆလို့ရတယ်အဲ့တော့ verb 3လည်းမဖြစ်နိုင်ဘူးအဲ့တော့ဘာဖြစ်လို့ verb 3မဖြစ်နိုင်ဘူးလဲဆိုလို့ရှိရင်အဲ့တော့ verb 3ရဲ့တဘာဝဒီအရှိကအဲ့တော့ has sep တော့လောက်ကောင်းမှာနော်အခု career နဲ့တွဲပြီးတော့မှလာလေးရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့တော့ verb 3လည်းမဖြစ်နိုင်ဘူးအဲ့တော့ careerဒီ s မပါတဲ့အတွက်ကြောင့်မလို့အဲ့တော့ verb 1လည်းမဖြစ်နိုင်ဘူးအဲ့တော့အနည်းဆက်ဆုံးဒီပါလဲဆိုရင်အဲ့တော့ verb 2ပဲဖြစ်မှာအဲ့တော့ verb 2ဆိုရင်ဆရာတို့က was where verb 3နော်အဲ့တော့ was where ပေါ့နော် where battery ဖြစ်မှာအဲ့တော့ was where battery ဆိုတော့ subject က he ဖြစ်တဲ့အတွက်ကြောင့်လို့ဆရာတို့ကအဲ့တော့ where ကိုသုံးလို့မရဘူးအဲ့တော့ was ကိုပဲသုံးမယ်အဲ့တော့ he was lit ကို battery ပြောင်းတော့ let ပေါ့နော်အဲ့တော့ he was let ဟုတ်လားပြီးတော့မှတခါအဲ့တော့ to go out or by his mother ဒါမှမဟုတ်လို့ရှင်လဲအဲ့တော့ by his mother to go out နော်အဆင်ပြေတယ်လို့ဖြေလို့ရပါတယ်အဲ့တော့ဒီနေရာမှာအဲ့တော့ to go out ဒီအဲ့တော့ reason မဟုတ်ပါဘူး reason တစ်ခုလို့ယူဆလို့မရဘူးပေါ့နော်ပြန်သွားဖို့အမေကအဲ့တော့ခွင့်ပြုတယ်အဲ့တော့ဘာကြောင့်ခွင့်ပြုတာလဲလို့ပါတော့သွားပြီးတော့မှစဉ်းစားလို့အဲ့တော့မရဘူးအဲ့တော့အကြောင်းနဲ့အကျိုးကိုပြောတာမဟုတ်ဘူးအဲ့တော့ Taman phrase တစ်ခုအနေနဲ့ပဲပြောတာဖြစ်တဲ့အတွက်ကြောင့်မို့ဆရာတို့ကသူ့ကိုဒီနေရာမှာပဲထားတာပေါ့နော်ဟိုအကယ်၍တော့ဟို reason ဆိုလို့ရှိရင်တော့အဲ့တော့ he was led by his mother to go out အဲ့လိုဖြစ်မှာမှန်ပါဘူးကသူ to go out ဒီ reason မဟုတ်တဲ့အတွက်ကြောင့်မို့ဆရာတို့ကအဲ့တော့ he was led to go out by his mother အဲ့ဒါလိုမျိုး proceed ပြရမှာဖြစ်တယ်ပေါ့နော် okay အဲ့တော့နားလည်မယ်လို့မျှော်လင့်ပါတယ်အဲ့တော့နောက်ဗီဒီယိုတွေမှာဆက်ပြီးတော့မှလေ့လာကြအောင်เนาะ